Hello မဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ Russian alphabet letter 33လောက်အနက်က letter N ကိုဘယ်လိုရေးမလဲဆိုတာပြပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့အခုလိုအစမှတ်ကတဲ့အစာလေးထွက်ပြီးတော့အောက်ကိုမြင်းလေးတစ်ကြောင်းဆွဲလိုက်မယ်ပြီးရင်အောက်မှာပြန်ဝိုက်မယ်ပြီးရင်ဒီဘက်ကိုဖြတ်ပြီးတော့အဲ့မြင်းလေးကိုအဆုံးမတက်ဘဲနဲ့ပြန်ဝိုက်ပြီးတော့အောက်ကိုဆင်းလာမယ်အခုလိုမျိုးလေးဆွဲထားလိုက်မယ်ဒါဆိုတော့ကျွန်တော်တို့ N အကြီးကျွန်တော်တို့ upper case ဖြစ်ပါတယ်သူ့ရဲ့ရင်းနှီးလေးဟာအင်္ဂလိပ် letter H ကရင်းနှီးနေတော့အနည်းငယ်ဆင်းနေပေါ့နော် Okay သူ့ရဲ့အတန်အတွက်ကိုကျွန်တော်နဲ့အတူတူဆိုကြည့်ရအောင် N ဟုတ်ပြီ N အကြီးပြီးတော့အသေး small letter ကိုဘယ်လိုရေးမလဲသူ့ရဲ့အစမှတ်ကိုအခုလိုမျိုးအစမထွက်ဖ ೇನೆ တန်းတန်းလေးအောက်ကိုဆွဲလိုက်မယ်ပြီးရင်အလဲကောင်ကဒီဘက်ကိုဆွဲလိုက်မယ်ပြီးရင်နောက်ထပ်မြင်းလေးတစ်ချောင်းထပ်ဆွဲပြီးတော့ဆက်လိုက်မယ်ဒါဆိုတော့ N အသေးဖြစ်ပါတယ်ကျွန်တော်ရေးတာမှန်ကိုမြားရဲ့ direction လေးနဲ့စစ်ဆေးနိုင်ပါတယ်သူ့မှာအစမထွက်ဘူးပေါ့နော် N အသေးမှာတော့ Okay အခုဆိုတော့ကျွန်တော် N အကြီးရောအသေးရောပြပြသွားတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်